ညောင်ကိုင်းဆယ်ကိုပစ်ကနစ်အနေနဲ့ဒုတိယတစ်ခေါက်ထပ်ပြီးတော့တနေကုန်လေးသွားထားတဲ့အကြောင်းလေးကိုပတ်ဝန်းကျင်အခြေအနေလေးနဲ့စားတုတ်ထားလေးတွေကိုပြပြပြပါမယ်ဒီညောင်ကိုင်းဆယ်ကိုပထမတစ်ခေါက်သွားတော့ကျွန်တော်တို့ပုံရဲဖို့တက်တဲ့ပဲသွားတာပေါ့နော်ဒုတိယတစ်ခေါက်ကျတော့ကျွန်တော်တို့မနက်ကနေညနေပိုင်းထိနေခဲ့ပါတယ်အဲ့တော့တွင်မိသားစုတွေလာတာရှိတယ်တငယ်ချင်းတွေလာတာရှိပါတယ်လာတယ်စားတဲ့တောက်တဲ့ပြန်နေတချို့ကြလည်းထိုင်တဲ့သူတွေလည်းရှိပါတယ်မြင်တဲ့အတိုင်းပဲအမိုက်ကလေးတော့မသိမ်းသွားကြဘူးပေါ့နော်ဝင်းကျင်အဓိကတန်ရှင်းမှုဆိုရင်ကိုစားပြီးသားမိုက်လေးတွေကိုကျွန်တော်ကတော့ပြန်ပြီးတော့သိမ်းသွားစေချင်ပါတယ်ခင်ဗျာခုလိုသိမ်းသွားတဲ့ဖွဲ့လေးလည်းတွေ့ခဲ့ရပါတယ်ခင်ဗျာညောင်ကိုင်းဆယ်မှာရှိတဲ့မုတ်ကလေးလည်းမှားစားခဲ့ပါတယ်ဒီကတော့ကျွန်တော်တို့မှားထားတဲ့မုတ်ကလေးလာပြီးပို့ပေးတာပေါ့နော်ငဖယ်တုတ်ကဲငါးကင်လေးရမှားထားပါတယ်။မင်းဖြူလေးလည်းစားချင်တာနဲ့ကျွန်တော်ထမင်းဖြူလေးမှားလိုက်ပါတယ်ခင်ဗျာ။ငါးကင်ကနည်းနည်းလေးအောက်တက်အနှံလေးတော့ရပါတယ်။ဒါပေမဲ့အချင်းနဲ့တိုးစားလိုက်ရင်တော့အဲ့အနှံကနည်းနည်းပျောက်တယ်ပေါ့နော်။တခုရှိတာငါးကင်စားရင်နဲ့အနှံကတော့တော်တော်လေးပျောက်သွားပါတယ်။ဘာလို့လဲတော့ကျွန်တော်လည်းတခြားတော့မသိပါဘူးခင်ဗျာ။ငဖယ်တုတ်ကတော့တော်တော်ထိထိမိမိနဲ့စားလို့လေးကောင်းခဲ့ပါတယ်။ဒါပေမဲ့ဒီလိုနေမျိုးမှာဒီလိုလေးရောင်းတာလေးရှိနေတာတော်တော်လေးကိုအဆင်ပြေပါတယ်။ဈေးကလည်းတော်တော်ကိုတန်ပါတယ်။အဲ့ခုနပြတဲ့အကောင်ကြီးကိုမှ8000ပဲပေးရပါတယ်။ချင်းအရသာနဲ့ငါးကင်တွေကအထက်ကအသားကတော့တော်တော်လေးလက်ဆက်ပြီးစားလို့ကောင်းပါတယ်။ကဲမူလေးစားလိုက်ပါမယ်ခင်ဗျာ။ Bye bye